VD Market မှာကိုယ်တိုင် trade account ဖွင့်ပုံဖွင့်နည်းကိုရိုက်ပြပေးထားတဲ့ဗီဒီယိုဖြစ်ပါတယ်။အဲဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါ။ account ဖွင့်ဖို့အတွက်မှတ်ပုံတင်ဖုန်းနံပါတ် Gmail ရှိရင်ကျွန်တော်တို့စပြီးတော့မှဖွင့်လို့ရပါတယ်ခင်ဗျ။ကဲတော့ဗီဒီယိုလေးကိုစပြီးတော့မှကြည့်လိုက်ရအောင်။အရင်ဆုံးကျွန်တော်တို့ account ဖွင့်ဖို့အတွက် link လိုအပ်ပါတယ်။အဲ link ကိုတော့ကျွန်တော်အခုပြထားတဲ့ Shine to Rain Future FA ကျွန်တော်ရဲ့ account ထဲမှာထည့်ပေးထားပါတယ်။အဲ့တော့ဒီ account လေးကိုကျွန်တော်တို့ဒီပထမဆုံး pin post မှာပေါ့နော်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော် link လေးထည့်ပေးထားပါတယ်။အဲ့ဒီ link လေးကိုဘယ်လိုယူရမလဲဆိုရင်အရင်ဆုံးဒီ post လေးကို copy လုပ်လိုက်ပါစာသားတွေအကုန်လုံးပေါ့နော် copy လုပ်လိုက်ပါ copy ယူပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ phone note ရှိတယ်ဗျ။ဖုန်းကျွန်တော်တို့စာရေးတဲ့ note ထဲမှာဒီစာလေးကိုကျွန်တော်တို့ paste ချလိုက်ပါချပြီးသွားလို့ရှိရင်ဒီမှာကျွန်တော်တို့ link လေးပေါ်လာပါလိမ့်မယ်ဒီမှာပေါ်လာအောင်ဆိုရင်ကျွန်တော်တို့မှာ https ဆိုတာတွေစပဲပြီးရင် b2f မှာအဆုံးသတ်လိမ့်မယ်ပေါ့နော်အဲ့တော့ဒီဟာလေးကိုကျွန်တော်တို့ copy လုပ်လိုက်ပါဒီ link လေးကို copy လုပ်ပါအဲ့တော့တခုရှိရနော်ခုနကကျွန်တော်တို့ဒီ Facebook ထဲမှာပေါ်ခဲ့တဲ့အတိုင်းဒီနေရာလေးကိုနှိပ်ပြီးတော့မှမဖွင့်နဲ့နော်ကျွန်တော်တို့ Chrome သို့မဟုတ် iPhone တွေဆိုရင် Safari အဲ့လိုမျိုးတွေတွေကိုတွားပြီးတော့မှဖွင့်တာကပို့ပြီးတော့မှလွယ်ကူပါတယ်ပို့ပြီးတော့မှလည်းမြန်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ခုနက copy လုပ်ထားတဲ့ link လေးကို iPhone ဆိုရင်တော့ Safari ကိုအသုံးပြုပါ Android phone ဆိုရင်တော့ Chrome ကိုအသုံးပြုပြီးတော့မှဖွင့်ပါနော်အဲကျွန်တော် link လေးကိုဒါခုကျွန်တော်ဒီ browser မှာကျွန်တော်ထည့်လိုက်ပြီးထည့်လိုက်ရင်အခုလိုမျိုး account ဖွင့်တဲ့နေရာလေး form ဖြည့်တဲ့နေရာလေးကြာလာမှာဖြစ်ပါတယ်အဲ့တော့ country of resident နေရာမှာ Thailand ကိုပဲရွေးပေးပါပြီးရင် email နေရာမှာဒါကိုက account ဖွင့်တော့မှာဖြစ်တဲ့ကြောင့်မလို့ကို့မှာ Gmail ရှိဖို့လိုအပ်တယ်အဲ့တော့အဲ့ရှိတဲ့ Gmail ကိုထည့်လိုက်ပါကျွန်တော်ရဲ့ Gmail ကိုရိုက်ထည့်တယ်နော်โอเคတော့ Gmail ကိုထည့်ပြီးသွားပြီဆိုရင် password ကတော့ကျွန်တော်ဒီမှာပြထားတယ် password ကအနည်းဆုံး8လုံးကနေ16လုံးရှိရမယ်ဒါလေးကိုတစ်ချက်နားထောင်ပေးပါနော်8လုံးကနေ16လုံးရှိရမယ်ပြီးသွားလို့ရှိရင်ပထမဆုံးစလုံးကကျွန်တော်တို့စလုံးအကြီးနဲ့ဖြစ်ရပါလိမ့်မယ်ပြီးသွားရင်123 number ပါပါလိမ့်မယ်နောက်တစ်ခုတော့ဒီမှာပြထားတဲ့ပုံစံတိုင်း icon လေးတွေတစ်ခုလောက်ထည့်ပေးဖို့လိုအပ်ပါတယ်Okay အဲ့တော့ enter your reference please enter your reference ဆိုတဲ့နေရာမှာကျွန်တော်မနှိပ်တော့ဘူးပေါ့နော်ဒီကောင်လေးကျွန်တော်ထည့်စရာမလိုဘူးပြီးသွားရင် open a live account ဆိုတာလေးရွေးလိုက်ပါမယ်Okay ဒီမှာဆိုရင်အပေါ်မှာ Gmail လေးပါကြာလာတယ်ပေါ့နော်ကျွန်တော်ဒီမှာaccount ဖွင့်လိုက်တဲ့အကြောင်းလေးကို Gmail လေးနဲ့ပါအပေါ်မှာပြပေးသွားတယ်အရင်ဆုံးကျွန်တော်တို့နာမည်3ခုထည့်ရပါလိမ့်မယ် first name middle name last name ပေါ့နော်ကိုယ့်ရဲ့နာမည်အဲ့ဒါပထမဆုံးစလုံးရဲ့ခက်လက်စလုံးရဲ့နောက်ဆုံးစလုံးရဲ့ကိုထည့်လိုက်ပါပြီးရင် gender နေရာမှာယောက်ျားလေးဆိုရင် male လို့ထည့်ပါမိန်းကလေးဆိုရင် female လို့ထည့်ပါပြီးတော့လို့ရှိရင်အောက်က date of birth နေရာမှာကိုယ့်ရဲ့မွေးနေ့ကိုရေးဖို့လိုအပ်ပါတယ် nationality နေရာမှာထိုင်းကိုတစ်ချက်နှိပ်ပြီးတော့မှမြန်မာကိုရွေးပေးပါပြီးတော့ရင်အောက်ကဖုန်းနံပါတ်ကိုဆက်ပြီးတော့မှကြည့်ပါမယ်။မှတ်ကတော့ကိုကမြန်မာနိုင်ငံရဲ့ SIM card ကိုကင်ထားရဲဆိုရင် +95 နဲ့ထည့်ပါအဲ့လိုမျိုးပဲနဲ့ time SIM card ဆိုရင်တော့66ပဲဆက်ပြီးတော့မှထားပါတော့မြန်မာ SIM card ဆိုရင်တော့95ပြောင်းပေးပါပြီးရင်ဖုန်းနံပါတ်ကို39ကနေစပြီးတော့မှရိုက်ထည့်ပေးပါပြီးတော့လို့ရှိရင်ဒီအောက်ထဲကို next ဆွဲလိုက်မှာ next ဆိုတာလေးပါပါတယ်ဒီ next လေးကိုနှိပ်လိုက်ပါapp ကျွန်တော်တို့အရေးကြီးအပိုင်းအောင်ရောက်လာပါပြီအဲ့ဒီမှာကျွန်တော်တို့က MetaTrader 5လား MetaTrader 4လားဆိုတော့ရွေးရပါလိမ့်မယ်အဓိကတော့ကျွန်တော်တို့ဒီအသုံးပြုတာ MetaTrader 5ကိုပဲအသုံးပြုပါ MetaTrader 5ကနောက်ဆုံး update လေးဖြစ်တာကြောင့်မလို့အသုံးပြုရတာပို့ပြီးတော့မှ smooth ဖြစ်တယ်ပို့ပြီးတော့မှလည်းလွယ်ကူပါတယ်အဲ့တော့ internet line တွေပါတယ်ကျွန်တော်တို့ MetaTrader 5ကပို့ပြီးတော့မှအဆင်ပြေတယ်ဗျာเนาะအဲ့တော့ MetaTrader 5ကိုပဲရွေးပါရွေးပြီးတော့အောက်နားကိုနည်းနည်းဆွဲလိုက်ပါဆွဲပြီးဒီမှာကျွန်တော်တို့ standard STP account ရှိတယ် standard Swafi account ရှိပါတယ်ကျွန်တော်တို့က Swafi မပေးချင်တာဖြစ်တာကြောင့်မလို့ဒီမှာ standard STP Swap free ဆိုတဲ့ account လေးကိုယူလိုက်ပါဒီတစ်ခုပါကျွန်တော်တို့မှာနှိပ်ထားရလေးပေါ့နော်အပြာလေးလင်းနေရလေးပါ standard Swap free ဆိုတာလေးပါဒါလေးကိုရွေးပေးပါရွေးပြီးတော့အောက်ကိုတစ်ချက်ဆင်းပါကိုကဘာ currency ကိုအသုံးပြုပြီး trade မှာလဲဆိုရင် USD လို့ရွေးပေးပါရွေးပြီးတော့လို့ရှိရင်အောက်မှာpassword ထည့်ရပါလိမ့်မယ်အဲ့တော့ password ကတော့အရှိတုန်းကကျွန်တော်တို့ပေးထားခဲ့တဲ့ password ကိုပဲပြန်ပြီးတော့မှ password လေးကိုပြန်ထည့်လိုက်ပါထည့်ပြီးသွားလို့ရှိရင်အောက်မှာအမှန်ချစ်ထည့်ဖို့နေရာလေးပါပါတယ်အမှန်ချစ်ထည့်ပါထည့်ပြီးသွားရင် submit ကိုနှိပ်လိုက်ပါဗျအပြေခဏစောင့်ပေးပါနော်ကျွန်တော်တို့ကအခု verification လုပ်ရပါလိမ့်မယ် deposit now မနှိပ်နဲ့နော် verification ကိုနှိပ်ပါ browser to ID verification လေးကိုရွေးလိုက်မယ်
ရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ရဲ့မှတ်ပုံတင်နေပေါ့နော် verification တင်ရမှာဖြစ်ပါတယ်ဒီမှာဆိုရင် continue ဆက်ပြီးတော့မှနှိပ်ပါဒီမှာအမှန်ချင်းနှိပ်ပြီးတော့မှ continue ဆက်ပြီးနှိပ်ပါသူကနာမည်ပြန်ပြီးတော့မှ check လုပ်ခိုင်းပါတယ်အဲ့တော့ကျွန်တော်တို့ကဒီဟာတွေမှန်နေသိကြရဲဆိုရင် continue ဆက်ပြီးတော့မှနှိပ်ပါပြီးဒီနေရာမှာကျွန်တော်တို့Thailand ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပြီးတော့ပေါ့နော်မြန်မာလေးပြောင်းပေးဖို့လိုပါတယ်မြန်မာလေးပြောင်းလိုက်ပါရွေးပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ national identity card ကိုယူလိုက်ပါရွေးပြီးတော့လို့ရှိရင်အောက်က continue နှိပ်ပေးပါအပြီးဒီမှာကျွန်တော်တို့ဓာတ်ပုံလေးနှစ်ပုံသူကထည့်ပေးဖို့ပြပါလိမ့်မယ်အမ font size ကျွန်တော်ပထမsorry ရှေ့စာမျက်နှာရဲ့ဒီဘက်ကအနောက်စာမျက်နှာပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကမှတ်ပုံတင်ရဲ့အရှိစာမျက်နှာလေးကိုကျွန်တော်တို့ရဲ့ဒီ gallery ရဲ့ကနေကျွန်တော်ဝင်ပြီးတော့မှရွေးပြီးထည့်လို့ရပါတယ်โอเคဒါကတော့အရှိမျက်နှာပြင်ပုံစံလေးပါဒါကတော့အနောက်မျက်နှာပြင်ပေါ့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာ continue ဆိုတာလေးပါပါတယ်အဲ့ဒီ continue ကိုနှိပ်ပေးပါအဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ခဏလေးစောင့်ရပါလိမ့်မယ်เนาะအချိန်လေးကျွန်တော်တို့9မိနစ်ဝန်းကျင်ခန့်လောက်ကျွန်တော်တို့စောင့်ရပါလိမ့်မယ်အဲ့တော့သူက9မိနစ်ဝန်းကျင်ခန့်လောက်စောင့်ပြီးသွားလို့ရှိရင်ဒီနေရာလေးမှာကျွန်တော်အမှန်ချင်းပုံစံမျိုးလေးတွေပြလာပါလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ account verification ဖြစ်ပါပြီဒါဆိုရင်ကျွန်တော်တို့ကစပြီးတော့မှ deposit ပတ်စံထည့်လို့ရပါပြီဗျာเนาะအဲ့တော့ကျွန်တော်တို့ verification လောက်တာအောင်သွားပြီဆိုရင်အခုလိုမျိုးအမှန်ချစ်ပုံစံမျိုးလေးကြာလာပါလိမ့်မယ်ပြီးတော့ရင်အပေါ်နားလေးကိုနည်းနည်းဆွဲပြီးတော့မှအဲ့မှာ back to home ဆိုတာလေးပါပါတယ် back to home ဆိုတာလေးကိုနှိပ်လိုက်ပါ back to home page ကိုနှိပ်ပြီးသွားလို့ရှိရင်အခုလိုမျိုးစာမျက်နှာကိုရောက်သွားပါလိမ့်မယ်ဒါကတော့ကျွန်တော်တို့ account ဖွင့်ပြီးသွားပြီဆိုတဲ့ပုံစံမျိုးပေါ့နော် verification လည်းတင်ပြီးသွားပြီဆိုတဲ့ပုံစံမျိုးဖြစ်ပါတယ်အဲ့တော့ဒီနေရာလေးမှာကျွန်တော်တို့ကဒီ screen ကိုပေါ့နော်အောက်ဘက်ကိုနည်းနည်းဆွဲလိုက်လို့ရှိရင်ဒီအပေါ်မှာလူပုံစံလေးပေါ်လာလိမ့်မယ်ဗျနော်အဲ့ဒီမှာဆိုရင် menu ပုံစံမျိုးလေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးတစ်ချက်တော့တိတ်ကြည့်အောင်နှိပ်လိုက်ပြီဆိုရင်ဒီမှာကျွန်တော်တို့ဒီမှာဆိုရင် fan ထဲမှာကျွန်တော်တို့က deposit fan withdraw fan transfer between account စသဖြင့်ကျွန်တော်တို့ဒီငွေသွင်းငွေထုတ်လုပ်တဲ့အပိုင်းတွေကိုဒီ fan ထဲမှာဝင်ပြီးတော့မှကြည့်လို့ရတယ်အဲ့တော့ပြန်ဖြောက်မယ်ဆိုရင်အမားချက်လေးကိုနှိပ်ပြီးတော့မှဖြောက်ပါအဲ့တော့ဒီမှာအောက်ထဲကိုဆက်ပြီးတော့မှကြည့်လိုက်မယ်ဆိုရင် all MD4 MD5 ဆိုပြီးမှပါပါတယ်အဲ့တော့ဒီအောက်ထဲကိုနည်းနည်းဆက်ပြီးတော့မှဆွဲကြည့်လိုက်လို့ရှိရင်ကိုက account ဖွင့်ထားရဆိုရင်လေဒီ open live account ဆိုတာရဲ့အောက်မှာအခုလိုမျိုးဒီမှာပေါ့နော်3.3.3 USD စသဖြင့်တို့ account ပုံစံမျိုးလေးတွေပေါ်နေပါလိမ့်မယ်အကယ်မဖွင့်ရသေးဘူးဆိုရင်တော့မပေါ်ဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က account ဖွင့်ဖို့လိုအပ်ပါတယ်အဲ့ဒီမှာ trade account ဖွင့်ဖို့အတွက် open live account ဆိုတာလေးကိုကျွန်တော်တို့ရွေးပေးပါဒီမှာပြတ်ထားရပါတော့ open live account ဆိုတာလေးကိုရွေးပေးပါရွေးပြီးသွားရင်ခုနတိုင်းပဲ MetaTrader 5ကိုကျွန်တော်ရွေးပေးထားရမယ်ပြီးသွားရင် account type နေရာမှာ swap free account ကိုကျွန်တော်ရွေးပေးရလိမ့်မယ်ပြီးတော့ရင်တော့ currency နေရာမှာ USD ကိုပြောင်းပေးပါ password နေရာမှာကခုနအတိုင်းပဲကျွန်တော်တို့ပထမဆုံးဖြည့်ခဲ့တဲ့ password အတိုင်းပြန်ပြီးတော့မှဖြည့်ပေးဖို့လိုအပ်ပါတယ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်အမှန်ချေလေးနှိပ်ပေးပါအဲ့တော့ note ဒီရနေရာမှာဘာမှမထည့်နဲ့เนาะအရာကိစ္စမျိုးဒီနေရာထည့်စရာမလိုဘူးအမှန်ချစ်ထည့်ပါထည့်ပြီးသွားရင် submit ကိုနှိပ်ပါအဲ့တော့ကျွန်တော်တို့ဒီမှာ account ဖွင့်နေပြီဆိုတဲ့အကြောင်းလေးကျွန်တော်တို့ဒီမှာပြပေးထားတယ်အကယ်၍ကျွန်တော်တို့ account ဖွင့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ရဲ့ Gmail ထဲမှာပေါ်လာပါလိမ့်မယ်အဲ့တော့ဒါလေးကိုတော့ကျွန်တော်တို့ခဏစောင့်ပြီးဖို့လိုအပ်ပါတယ်ဒါလေးခဏစောင့်နေတော့ကို back to home နှိပ်ပြီးတော့ပြန်ထွက်လိုက်ပါပြန်ထွက်လိုက်ပြီဆိုရင်အဆုံးလေးမှာသူက processing ဆိုပြီးတော့မှပြနေပါတယ်အကယ်၍ကျွန်တော်တို့ account ဖွင့်ပြီးသွားပြီဆိုရင်သူက Gmail ထဲကို login နဲ့ password နဲ့ရောက်ပါလိမ့်မယ် login နဲ့ password ကဘယ်လိုပုံစံမျိုးလေးရောက်မလဲဆိုရင်အခုဒီမှာပြထားတဲ့ပုံစံအတိုင်းလေး login နဲ့ password နဲ့သူကပို့ပေးပါလိမ့်မယ်ဒီမှာ MD5 login MD5 password ဆိုပြီးတော့မှအခုလိုပုံစံမျိုးလေးနဲ့ပို့ပေးပါလိမ့်မယ်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့က MetaTrader 5ဆိုတဲ့ software ကို download ဆွဲထားပါလိမ့်မယ်အဲ့တော့ MetaTrader 5 software ကိုကျွန်တော်တို့က Android phone တွေမှာဆိုရင် Play Store မှာ download ဆွဲလို့ရတယ် iPhone တွေမှာဆိုရင်တော့အခုလိုမျိုး App Store တွေကနေဝင်ပြီးတော့မှ download ဆွဲထားလို့ရပါတယ်အဲ့တော့ software ရဲ့နာမည်လေးကျွန်တော်ပြန်ပြောပြပေးမယ် MetaTrader 5ဖြစ်ပါတယ်
အဲ့တော့ MetaTrader 5 software ကဒီမှာကျွန်တော်တို့ပြပေးထားတဲ့ပုံစံလေးဒီပုံစံလေးဖြစ်ပါတယ်အဲ့တော့4နဲ့5နှစ်မျိုးရှိတယ်เนาะအဲ့ဒီနေရာမှာကျွန်တော်တို့က MetaTrader 5 software ကို download ဆွဲပါ download ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့စပြီးတော့မှ account ဝင်ပါမယ်ကဲတော့ကျွန်တော်တို့ open လေးကိုနှိပ်လိုက်ပါပြီ software ကိုဖွင့်လိုက်တယ်ပေါ့เนาะအဓိကတော့ software ကိုဖွင့်လိုက်တယ်အဲ့တော့ software အသုံးပြုပြီးသားဆိုရင်တော့ကိစ္စမရှိဘူးအသုံးမပြုရသေးတဲ့သူတွေဆိုရင်တော့ကျွန်တော်တို့ accept တွေပါနှိပ်ခိုင်းတာရှိတယ်အကုန်လုံး accept နှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ open a demo account ဆိုတာပေါ်ရင်လည်း open a demo account နှိပ်ပါအဲ့နေရာမှာနည်းနည်းလေးအခက်အခဲဖြစ်တယ်ဆိုရင်ကျွန်တော်ကိုလာပြီးတော့မှပြောပါเนาะကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးတော့ဖြည့်ရှင်းပေးပါမယ်အဲ့တော့ဒီ software ကိုအသုံးပြုပြီးသားသူဆိုရင်เนาะအောက်မှာ setting ဆိုတာလေးပါတယ် Android phone တွေမှာကျတော့ဟိုးပဲကျွန်တော်အပေါ်ဘယ်ဘက်ထောင်လေးမှာအကြောင်းလေး၃ကြောင်းပါတယ်ပေါ့เนาะအဲ့လေးကိုနှိပ်ပေးပါနှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့မှာ new account ဆိုတာလေးကိုရေးပေးပါ Android phone တွေမှာကျတော့ manage account ဆိုပြီးပါပါတယ်အဲ့ဒီ manage account အပြအောင်စာတန်းလေးကိုနှိပ်ပေးပါနှုတ်ပြီးနှိပ်ပြီးတော့ကျွန်တော်မှာ file broker နေရာမှာကျွန်တော်တို့ VT ဆိုတာလေးရိုက်လိုက်ပါ VT ပြီးတော့ရင် market MARKET VT market လို့ရိုက်ရှာလိုက်ပါအခုလိုမျိုး VT စလုံးမဲလေးနဲ့အဖြူအောင်နောက်ခံ background လေးပေါ်လာပါလိမ့်မယ်အဲ့လေးကိုတစ်ချက်ရွေးလိုက်ပါ Android မှာလည်းတူတူပဲเนาะနှိပ်ပြီးတော့လို့ရှိရင်ဒီမှာကျွန်တော်တို့ server ရွေးရပါလိမ့်မယ်အဲ့ server နေရာမှာတစ်ချက်နှိပ်ပြီးတော့မှ VT market live ဆိုတဲ့အပေါ်ဆုံးတစ်ခုကိုကျွန်တော်အမှန်ကြီးထည့်ထားပေးပါအဓိကတော့ VT market live ဖြစ်ဖို့လိုပါတယ်၄တွေ3တွေ2တွေ demo တွေဖြစ်လို့မရအောင်เนาะ VT market live ဆိုတာလေးကိုရွေးပေးပါရွေးပြီးသွားလို့ရှိရင်ကျွန်တော်တို့မှာ login နဲ့ password ကတော့ခုနကကျွန်တော်တို့ Gmail ထဲမှာကြာထားတဲ့ login နဲ့ password ကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်เนาะဒီအောက်က sign in လေးကိုနှိပ်ပေးပါ Android phone မှာဆိုရင်လည်းကျွန်တော်တို့ sign in လေးကိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ရဲ့ trade account ကဝင်ပြီးသားဖြစ်သွားပါလိမ့်မယ်ကဲတော့အားလုံးပဲဒါကတော့ VT market မှာဘယ်လိုပုံစံမျိုး account ဖွင့်ရမလဲဆိုတဲ့ပုံစံလေးဖြစ်ပါတယ် VT market မှာဒေါ်လာ50ကနေစပြီးတော့မှ trade account ဖွင့်လို့ရပါတယ် trade account ဖွင့်ထားသောသူများအနေနဲ့ကိုယ်ပိုင် Binance account ရှိတယ်ဆိုရင်ငွေသွင်းငွေထုတ်များကိုကိုယ်တိုင်လှုပ်ဆောင်နိုင်မှာဖြစ်ပြီးတော့မှအကယ်၍ Binance account မရှိသူများအတွက်ကိုလည်းကျွန်တော်ရှိုင်းသူတွေကနေပြီးတော့မှတဆင့်ငွေသွင်းငွေထုတ်များကိုစီစဉ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အယောင်းဝယ်လုပ်တိုင်းအကျိုးမြတ်များရပါစေ